အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ AO Channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့တေမယ်ဆိုတာအစကကြိုတီးခဲ့ရင်ဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘ ഹു တုတရပွဲတင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါရရှင်တေခြင်းတရားကိုကိုယ်နဲ့အဝေးကြီးလို့သဘောထားရင်တတိတန်ဝေကအားနေသွားတတ်ပါတယ်တတိတန်ဝေကအားနေရင်လူသားတိုင်းမဖြစ်မနေလုပ်ရမယ်အပမာဒလုပ်ငန်းတွေမှာခြေလန်းကျဲနေတတ်ပါတယ်အပမာဒလုပ်ငန်းဆိုတာအမြဲမမေ့သင့်တဲ့လုပ်ငန်းလို့အဓိပ္ပာယ်ရပါတယ်တခါတည်းရန်တတိယမှာလုပ်ရမယ့်လုပ်ငန်းမဟုတ်ပါဘူးအမြဲတတိတရလုပ်နေရမယ့်လုပ်ငန်းမှာအပမာဒလုပ်ငန်းက၄မျိုးရှိပါတယ်ဒါနအပမာဒသီလအပမာဒတမထအပမာဒနဲ့ဝိပဿနာအပမာဒတို့ဖြစ်ပါတယ်ဒါနဲ့အပမာဒဆိုတာအမြဲတတိတရမမေ့တမ်းပြုလုပ်ရမယ့်ပေးကမ်းမှုစွန့်ကြဲမှုလူရန်မှုလုပ်ငန်းဖြစ်ပါတယ်သီလအပမာဒဆိုတာအမြဲတတိတရမမေ့တမ်းပြုလုပ်ရမယ့်ကိုယ်နှုတ်ဆောင်ထိန်မှုကိုကျင့်တရားကောင်းမှုစေမှုလုပ်ငန်းဖြစ်ပါတယ်တမထအပမာဒဆိုတာအမြဲတတိတရမမေ့မတမ်းပြုလုပ်ရမယ့်စိတ်တည်ငြိမ်မှုစိတ်စူးစိုက်မှုလုပ်ငန်းဖြစ်ပါတယ်ဝိပဿနာအပမာဒဆိုတာအမြဲတတိတရမမေ့တမ်းပြုလုပ်ရမယ့်ခန္ဓာဖြစ်စဉ်ဉာဏ်သက်ဝင်မှုတဘာဝအမှန်တရားကိုပိုင်းခြားသိမြင်မှုလုပ်ငန်းဖြစ်ပါတယ်တဲ့မှတ်သားရလွယ်ကူအောင်တတိပြောရရင်တော့ဒါနအပမာဒဆိုတာစွန့်လွတ်မှုလုပ်ငန်းသီလအပမာဒဆိုတာစောင့်ထိန်မှုလုပ်ငန်းတမထအပမာဒဆိုတာစူးစိုက်မှုလုပ်ငန်းဝိပဿနာအပမာဒဆိုတာစစ်ဆေးမှုလုပ်ငန်းအပမာဒလုပ်ငန်းဆိုတာဒီစလေးလုံးလုပ်ငန်းမှာပဲဒါနဆိုတာကိုပိုင်ဆိုင်တဲ့ပစ္စည်းကိုပိုင်နိုင်တဲ့အခွင့်အရေးကိုညှိတွယ်မှုကင်းစွာစွန့်လွတ်တဲ့အလုပ်ဖြစ်လို့ဒါနလုပ်ငန်းကိုစွန့်လွတ်မှုလုပ်ငန်းလို့ခေါ်ပါတယ်သီလဆိုတာကိုကျူးလွန်မှုနှုတ်ကျူးလွန်မှုနှစ်ပါးမဖြစ်ပွားအောင်ကိုနဲ့နှုတ်ကာယကံနဲ့ဝစီကံကိုစောင့်ထိန်ရတဲ့အလုပ်ဖြစ်လို့သီလလုပ်ငန်းကိုစောင့်ထိန်မှုလုပ်ငန်းလို့ခေါ်ပါတယ်တမထဆိုတာခုံတော်အာယုံမေတ္တာအာယုံကတိုင်းအာယုံစတဲ့အလိုရှိရာအာယုံတစ်ခုခုမှာငြိမ်ဝတ်တည်နေအောင်စွဆွတ်ရတဲ့အလုပ်ဖြစ်လို့တမထလုပ်ငန်းကိုစူးစိုက်မှုလုပ်ငန်းလို့ခေါ်ပါတယ်ဝိပဿနာဆိုတာအမှန်တကယ်မရှိတဲ့ပညာအပေါ်ယံအသည့်တွေကိုခွာချထွင်းဖောက်ပြီးအမှန်တကယ်ရှိတဲ့ပရမတ်သဘောရုပ်ခန္ဓာနာမ်တန်ဘောတွေကိုအရှိအမှန်အဖြစ်အတိုင်းအတိအကျသိအောင်စစ်ဆေးရတဲ့အလုပ်ဖြစ်လို့ဝိပဿနာလုပ်ငန်းကိုစစ်ဆေးမှုလုပ်ငန်းလို့ခေါ်ပါတယ်ဒီအပမာဒလုပ်ငန်းစလေးလုံးလုပ်ငန်းဟာလူသားတိုင်းမလုံးမဖြစ်အမဲလုပ်ရမယ့်လုပ်ငန်းတွေဖြစ်ပါတယ်လူသားတိုင်းရဲ့မိမဖြစ်လုပ်ငန်းတွေပါတဲ့တန်နေရာကလွတ်မြောက်ခြင်းသူတွေအတွက်လည်းဒီလုပ်ငန်းလေးမျိုးဟာမလုံးမဖြစ်တဲ့မိမဖြစ်လုပ်ငန်းတွေဖြစ်ပါတယ်တန်နေရာကလုံးဝမလွတ်မြောက်ခြင်းတန်နေရာထဲမှာပဲအဆုံးမရှိပျော်မွေ့ခြင်းတဲ့သူတွေအတွက်လည်းဒီလုပ်ငန်းလေးမျိုးကမလုံးမဖြစ်တဲ့မမေ့မလျော့လုပ်ငန်းတွေဖြစ်ပါတယ်မိမဖြစ်လုပ်ငန်းလေးမျိုးကိုအမြဲမမေ့လုပ်နေမှသာတန်နေရာကလွတ်မြောက်ခြင်းသူတွေကလည်းအမြန်ဆုံးလွတ်မြောက်ခွင့်ရပါလိမ့်မယ်တန်နေရာမှာပျော်မွေ့ခြင်းသူကလည်းတန်နေရာမှာအထက်တန်းကြကြအဆင့်အတန်းမြင့်မြင့်အပူပင်ကင်းကင်းပျော်မွေ့ခွင့်ရပါလိမ့်မယ်တဲ့ဒါကြောင့်ဒီအပမာဒလုပ်ငန်းစလေးလုံးလုပ်ငန်းဟာတန်နေရာမှာလွတ်ချင်သူမလွတ်ချင်သူအားလုံးရဲ့မေ့မဖြစ်လုပ်ငန်းတွေဖြစ်ပါတယ်မေ့မဖြစ်လုပ်ငန်းတွေကိုမေ့ပြနေကြတာလုံးဝမမေ့တောင်တခါတည်းသတိရနေကြတာဟာတည်ခြင်းတရားကိုကိုယ်နဲ့ဘာမှမဆိုင်သလိုသဘောထားနေကြလို့ပါပဲတည်ခြင်းတရားနဲ့ကိုယ်နဲ့တကဘာစီချားနေတယ်အဝေးကြီးပဲလို့အထင်ရောက်နေကြလို့ပါပဲငါတည်ဖို့အဝေးကြီးလိုပါသေးတယ်ငါမသိနိုင်ကြသေးဘူးငါဘရောမှသိမှာမဟုတ်ဘူးလို့ထင်မြင်ယုံစနေသူဟာအပမာဒလုပ်ငန်းတွေနဲ့ရှောင်ခွာလုပ်နေမှာသိကြပါတယ်သိချင်းတရားနဲ့ဝင်းနေတဲ့သူဟာမသိချင်းတရားနဲ့လည်းဝင်းနေအောင်မှာပါပဲတဲ့လောကမှာကိုကမသွားပဲသူ့အလိုလိုနီးလာတဲ့အရာဟာသိချင်းတရားဖြစ်ပါတယ်တည်ခြင်းတရားကိုကိုယ်နဲ့အနည်းဆုံးလို့သဘောထားမယ်ဆိုရင်တတိတန်ဝေကအားကောင်းလာတတ်ပါတယ်တတိတန်ဝေကအားကောင်းလာရင်လူသားတိုင်းမလို့မဖြစ်လို့ရမယ်အပမာဒလုပ်ငန်းမင်းဖြစ်လုပ်ငန်းတွေမှာခြေလန်းစိတ်ခြေလန်းတွက်လာရစမြဲပါပဲတည်ခြင်းတရားကိုကိုယ့်ရဲ့အနီးကပ်ဆုံးမိတ်ဆွေအဖြစ်လက်ခံလိုက်တာနဲ့တပြိုင်နက်ကိုယ်စိတ်ကိုဘဝဟာအလုတ်ကောင်းအလုတ်မှန်တွေနဲ့တသားတည်းဖြစ်သွားပါတယ်အချိန်ပိုင်းတွင်တရားတော့မယ်လို့တေချာပေါက်သိနေတဲ့လူတစ်ယောက်ဟာကောင်းရကောင်းကြောင်းအလုတ်တွေမှာပဲစိတ်ညှို့ထားတော့မှာပါတကယ်တရားတော့မယ်အခြေအနေမျိုးကြမှာတေပေါက်တေဝါကြမှာတည်ခြင်းတရားကိုလက်ခံမိရင်တော့အလုတ်ကောင်းလုံးမှန်တွေကိုလုပ်ဖို့အချိန်နှောင်းသွားပါပြီအချိန်နဲ့သွားပါပြီတကယ်မတရားသေးခင်ဟိုးဝေးကြီးကလေးကတည်ခြင်းတရားကိုလက်ခံထားမယ်ဆိုရင်တော့အလုတ်ကောင်းအလုတ်မှန်တွေလုပ်ဖို့အချိန်ကြီးအများကြီးရနိုင်ပါတယ်လမ်းဆုံးပန်းနိုင်ထီလည်းရောက်သွားနိုင်ပါတယ်တဲ့တည်ခြင်းတရားကိုကိုယ်အနီးနားမှာလက်တက်မွေးမြူထားခြင်းဟာကိုယ့်ဘဝရဲ့လောကီလောကုတ္တရာတိုးတက်ကြီးပွားခြင်းအကြောင်းပါပဲတည်ခြင်းတရားနဲ့နီးတဲ့သူဟာမတည်ခြင်းတရားနဲ့လည်းနီးနေပါပြီမြတ်စွာဘုရားရှင်လက်ထက်တုန်းကတာဝိထိမျိုးအနီးမြစ်တစ်ဖက်ကမ်းမှာကုံငယ်ကြီးတယောက်နောက်ပါလဲ900နဲ့အတူလှဲဝိုင်းဖွဲ့ပြီးစတဲချနေထိုင်ခဲ့ပူပါတယ်
တာဝဲထိမျိုးနဲ့မိုင်မောင်းများစွာဝေးကွာတဲ့ဘာနတီမျိုးကနေလှဲ900အပြည့်အထက်လိပ်တွေတင်ပြီးတာဝဲထိမျိုးရဲ့9ရက်ကြာကျင်းမာတဲ့လက်ခတ်တပင်ပွဲမှာရောင်းဝယ်ဖောက်ကားဖို့ထွက်လာခဲ့တာပါတာဝဲထိမျိုးရောက်လို့နီးမြစ်တစ်ခုနာအရောက်မှာတော့မနှက်ဖြတ်မှတာဝဲထုဘက်ကူးမယ်ဆိုပြီးတော့မြေကမ်းအနီးမှာလဲရီချို့လဲဝိုင်းဖွဲ့ပြီးတညတာစကန်ချနာနေခဲ့ပါတယ်ညဘက်ရောက်တော့မမျောလိမ့်မယ်မိုးကြီးတီးထန်စွာရွက်သွန်းလိုက်တဲ့အတွက်မိရီဒရဂျန်စီစဉ်ပြီးမိရီကြီးမိရီရှန်သွားခဲ့ပါတယ်9ရက်လုံးရေမကြတဲ့အတွက်တာဝဲထုဘက်ကူးလို့မရဖြစ်သွားတယ်9ရက်လူမိရီလဲကူးလို့ရရောတာဝဲထိမျိုးကနက်ခတ်တပင်ပွဲလဲပြီးရောဆိုတော့ကုန်တယ်ကြီးမှာအခက်တွေ့ပါလေရောထွက်လာတဲ့ခီးကဝေးလံလွန်းလာတဲ့အတွက်အထက်လိပ်တွေပြန်တည်သွားရင်အပြန်ခီးမှာအချိန်လဲကြာလူလဲပန်းဇရိတ်လဲထောက်မှမို့ဘာနတီမပြန်တော့ပဲဒီလဲဝဲမှာပဲစကန်ချနေထိုင်ရင်အထယ်တွေတဖြည်းဖြည်းကုန်အောင်ရောင်းတော့မယ်နှွေရောမိုးရောဆောင်းရောဒီနေရာမှာပဲနေတော့မယ်တစ်နှစ်လုံးဒီမှာနေဒီမှာစီးပွားရေးလုပ်ပြီးမှဘာနတီပြန်တော့မယ်လို့ကုန်တယ်ကြီးကဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီလိုဆုံးဖြတ်လိုက်တဲ့အချိန်မှာမြတ်စွာဘုရားရှင်ကတာဝိထိမျိုးရင်းဆွမ်းခံကြနေပါတယ်ကုန်တယ်ကြီးရဲ့စိတ်အကြံကိုသိတော်မူတဲ့အတွက်မြတ်စွာဘုရားရှင်ကပြုံးတော်မူတယ်နောက်ထပ်9ရက်တာအသက်ရှင်တော်မဲ့သူကတစ်နှစ်ပတ်လုံးတာဝိထိမှာနေဖို့ကြံစည်နေပါလားဆိုတဲ့အသည့်နဲ့ပြုံးတော်မူခြင်းပါပဲပြောရခြင်းအကြောင်းအရှင်အာနန္ဒာကိုပြောပြတော့အရှင်အာနန္ဒာကမြတ်စွာဘုရားထံခွင့်ပြန်ပြီးကုန်တယ်ကြီးရှိရာလဲဝိုင်းဆွမ်းခံကြတော်မူပါတယ်ဆွမ်းလောင်းလာတဲ့ကုန်တယ်ကြီးကိုအသက်ရဲ့အန္တရာယ်ဆိုတာသိဖို့မလွယ်ကြောင်းအချိန်မရွေးနေရာမျိုးအရွယ်မရွေးတည်သွားနိုင်တဲ့အတွက်မတည်ခင်ကိုပိုင်နဲ့လောလောလတ်လတ်အချိန်ပိုင်းကလေးမှာဒါနသီလသမထဝိပဿနာဆိုတဲ့အပမဒလုပ်ငန်းကြီး၄ရက်ကိုမမေ့မလျော့ပြုတင်ကြောင်းအရှင်အာနန္ဒာကမိန့်ကြားတော်မူပါတယ်။နောက်9ရက်ပြည့်ရင်ဘဝတစ်ပါးပြောင်းသွားရတော်မယ်လို့မြတ်စွာဘုရားကမိန့်တော်မူကြောင်းကိုပါပြပြလိုက်တဲ့အတွက်ကုံငယ်ကြီးခင်ဗျာတတိတန်ဝေကအကြီးအကျယ်ရသွားပါတယ်။ကိုယ့်ရဲ့တည်ခြင်းတရားကိုကိုယ့်ရဲ့အနီးနားမှာတွေ့မြင်လိုက်ရတော့တန်ဝေကအားကောင်းသွားတာပေါ့တည်ခြင်းတရားကြောင့်အင်အားကြီးမှစွာဖြစ်ထွန်းလာတဲ့တတိတန်ဝေကကိုအခြေခံပြီးကုန်တယ်ကြီးဟာအပမာဒလုပ်ငန်းကြီး၄ရက်ကိုခြေလန်းတွတ်တွတ်အချိန်ပြင်းပြင်းပြုလုပ်အားထုတ်ပါတယ်ဖျားမှုရှိတဲ့တန်ဃာတော်တွေကို9ရက်တိုင်တိုင်စွမ်းအလူတွေပေးတီလာတွေစောက်တည်ခြင်းတုံးတမထဝိပဿနာဘာဝနာတရားတွေပွားများတဲ့အပမာဒလုပ်ငန်းကြီး၄ရက်ကိုဆဲဆက်တယ်လို့အကွက်စစ်စီအားထုတ်လိုက်တာ9ရက်ပြည့်တဲ့နေ့မှာသောတာပန်အရိယာပုဂ္ဂိုလ်ဖြစ်သွားခဲ့ပါတယ်အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာအချိန်မွေးနေရမရွေးအရွယ်မရွေးတည်သွားနိုင်တယ်ဆိုတဲ့အသက်ရဲ့အန္တရာယ်ကိုမသိမမြင်မစင်ကြနိုင်တဲ့အတွက်ဒီနေရာမှာပဲမိုးလေးလပတ်လုံးနေမယ်ဒီနေရာမှာပဲဆောင်းလေးလပတ်လုံးနေမယ်ဒီနေရာမှာပဲຫນွေလေးလပတ်လုံးနေမယ်ဒီနေရာမှာပဲတစ်နှစ်ပတ်လုံးနေမယ်လို့လွဲမွားစွာကြံစီဆုံးဖြတ်တတ်ကြပါတယ်အဲ့ဒီမြတ်စွာဘုရားတရားကိုနာကြားရင်တတိပဒံဝိပဿနာတရားပွားများအားထုတ်လိုက်လို့သောတာပန်ဖြစ်သွားခဲ့တာပါတရားအစုံသောတာပန်ဖြစ်ပြီးရဲ့နောက်မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုလိုက်ပို့ပြီးလှဲဝိုင်းကိုနေရာကိုပြန်အရောက်ခေါင်းမှုတယ်ဆိုပြီးအိယာပေါ်လဲအိတ်လိုက်တာလဲအိတ်နေရင်ပဲဘဝတစ်ပါးပြောင်းသွားခဲ့ပါတယ်အပမာဒလုပ်ငန်းတွေကိုပြည့်စုံပြီးမြောက်အောင်အားထုတ်လှုပ်ဆောင်ခဲ့တဲ့အတွက်တေလွန်တဲ့အခါတုတိတာနတ်ပြည်ကိုလာရောက်ခဲ့ရပါတယ်တုတိတာနတ်ပြည်ရောက်တဲ့လောကီအကျိုးသောတာပန်ဖြစ်ရတဲ့လောကုတ္တရာအကျိုးတွေဟာသိခြင်းတရားကိုအနိကတတိယမိလိုက်မိခြင်းရဲ့အကျိုးတရားတွေပါပဲ9ရက်ပြည့်ရင်တရားမယ်ဆိုတာဒါအစကကြုံမသိခဲ့ရင်ကြိုသိပင်မဲ့လဲမသိခင်လှုပ်ဆောင်ရမယ့်အလုပ်တွေကိုမှန်မှန်ကန်ကန်မဆုံးဖြတ်တတ်ခဲ့ရင်ဆုံးဖြတ်ထက်ခဲ့ပြီးမဲ့လဲတကယ်လက်တွေအလုံးမလုံးဖြစ်ခဲ့ရင်အခုလိုလောကီလောကုတ္တရာကောင်းကျိုးတွေရလာမှာမဟုတ်ပါဘူးလူတိုင်းကုန်တယ်ကြီးလိုသိခြင်းတရားကိုကိုယ်နဲ့အနီးကပ်ဆုံးနေရာမှာထားပြီးရှုမြင်ဆင်ခြင်နိုင်ခဲ့မယ်ဆိုရင်အံ့ဝယ်ကောင်းလောင်းအောင်လောကီလောကုတ္တရာကောင်းကျိုးတွေရလာမှာသိကြပါတယ်သိခြင်းတရားကိုကြိုတွေးခြင်းကြိုသိခြင်းဟာလောကီလောကုတ္တရာအဖို့ယတနာတိုက်တွေကိုအမြန်ဆုံးထုဖော်ပေးမယ်အကောင်းဆုံးလက်နက်ပါပဲတဲ့သိခြင်းကိုကြိုသိစေနိုင်သောအာနာပါနတတိပဒံကိုသိရမယ့်အချိန်ကိုကြိုသိပြီးအတိအကျသိရခြင်းကိုအတွက်လောကီဘက်မှာရောလောကုတ္တရာဘက်မှာပါတန်မှုမဖြစ်နိုင်ပါဘူးမလွဲမသွေရင်ဆိုင်ကြုံတွေ့ရမယ့်အခက်အခဲတစ်ခုအတွက်ကြိုတင်ပြင်ဆင်ခွင့်ရမယ်ကြိုတင်ပြင်ဆင်ထားနိုင်မယ်ဆိုရင်ဒီအခက်အခဲကိုအလွယ်တကူနဲ့တက်တက်တသားကျော်လွှားနိုင်မှာပါတီမာကိုကြိုသိရင်တည်ဖို့အတွက်ကြိုတင်ပြင်ဆင်နိုင်တာပေါ့တဲ့အကောင်းဆုံးတည်ခြင်းတွေနဲ့တည်ခွင့်ရအောင်လေ့ကျင့်ထားနိုင်တာပေါ့တည်ခြင်းတရားပဲချိန်လာမှလဲကိုယ့်ဘက်ကတော့တည်ဖို့အစဉ်တင်ပဲလို့ကြွေးကြော်နိုင်မှုအတွက်တည်ခြင်းတရားကိုကြိုတင်လက်ခံထားဖို့လိုအပ်ပါတယ်တည်ခြင်းတရားကိုကြိုတင်လက်ခံထားပြီးတာနဲ့တပြိုင်နက်တည်ဖို့အစဉ်တင်ဖြစ်စေမယ့်အလုပ်တွေကိုမမေ့မလျော့ပြုလုပ်အားထုတ်ရပါမယ်တည်ခြင်းတရားကအပြီးတိုင်လွတ်မြောက်စေနိုင်မယ့်အလုပ်အသေးလိုချောင်းအလုပ်တွေကိုလှုပ်ထားနိုင်ရင်တော့အကောင်းဆုံးပါပဲအသေးလိုချောင်းအလုပ်ကိုဆုံးခန့်တိုင်ရောက်ကိစ္စပြီးမြောက်အောင်လှုပ်ထားနိုင်သူတွေအတွက်တော့တည်ခြင်းတရားဟာထိတ်လန့်တုန်လှုပ်စရာမဟုတ်ပါဘူးပြုံးပျော်ကြည်နူးစရာပါတဲ့မတည်ခြင်း၅ပါးနဲ့အသက်ရှင်နေရတဲ့လူသားတွေအတွက်ကိုတည်ရမယ့်အချိန်ကိုကြိုတင်ပြီးအတိအကျသိဖို့ဆိုတာအမြဲတမ်းခက်ခဲတဲ့ကိစ္စကြီးဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအခက်ခဲဆုံးကိစ္စကိုအလွယ်တကူသိနိုင်တဲ့
တဲ့နီလန်းရှိပါတယ်ဒါကတော့အာနာပါနကမ္မထံအားထုတ်ခြင်းပါပဲအာနာပါနတတိပဋ္ဌာန်တရားပွားများအားထုတ်လို့ယဟန်ကိစ္စပြီးမြောက်သွားတဲ့ယဟန်နာပုဂ္ဂိုလ်များဟာမိမိတို့ပြိဋိနိဗ္ဗာန်ပြုရမယ့်အချိန်ခါကိုမိနစ်စက္ကန့်မလွဲအတိအကျကြိုတင်သိမြင်နိုင်ပါတယ်အာနာပါနကမ္မထံမှာတပါးသောတခြားကမ္မထံတွေနဲ့ပေါက်မြောက်သွားတဲ့ယဟန်နာပုဂ္ဂိုလ်ကတော့ပြိဋိနိဗ္ဗာန်ပြုရမယ့်အချိန်ကိုကြိုသိဖို့မသိကြပါဘူးသိတဲ့ပုဂ္ဂိုလ်လည်းရှိသလိုမသိတဲ့ပုဂ္ဂိုလ်လည်းရှိနေပါတယ်မတိတဲ့ပုံကူကပုံများပါတယ်တဲ့အာနာပါနကမ္မထံပိုင်ရှင်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးတိချပေါက်တိကိုတိပါတယ်ယဟန္နာဆိုတာအတာထားလိုက်ပါအောင်အာနာပါနတတိပဋ္ဌာန်ကိုအထိုက်အလျှောက်ပေါက်မြောက်အောင်ပတ်မဲနန်းအားထုတ်ထားတဲ့ပုရိသေယောဂီပုဂ္ဂိုလ်တွေတောင်မှကိုတရားမဲ့အချိန်ကိုကြိုတွင်ပြီးတော့အတိအကျသိနိုင်ကြပါတယ်တချို့လည်းအနည်းဆက်ဆုံးသိနိုင်ကြပါတယ်ကြိုတင်သိတဲ့အတွက်ကိုလောင်းကိုကြိုတင်ပြင်စွမ်းသွားသူတွေကြိုတင်စီမံပြောကြားသားသူတွေမရေမတွက်နိုင်အောင်ရှိပါတယ်တေကန်ဒီမှာကိုယ့်ဘာသာကိုရေမိုးချိုအဝိစားအစ်စ်လဲအတုပမှာလူကိုမှကြပြီးကျုံလေးတည်သွားတဲ့သူတွေအများကြီးပါပဲတခါတော့ကတီဟိုကျွန်းစိတ်တလတောင်မှာတရင်သုံးတဲ့မထေကြီးတစ်ပါးလာတဲ့ဥပုံတွေတစ်ခုမှာတန်ခါဥပုပ်ပြုပြီးတော့ကိုเจ้าမှာကိုတန်ခါအများနဲ့ခြံရံတရင်သုံးနေပါတယ်ကောင်းငင်ထက်ကလာရံကိုမောကြည့်ရင်မိမိရဲ့တက်တန်းအကျွင်းအပိုင်းခြားကိုဆင်ញင်နှလုံးသွင်းနေရကတပည့်တန်ခါများပဲပြန်လှည့်ပြီးတော့အခုလိုမိန်ကြတော်မူလိုက်ပါတယ်ငါရှင်တို့တင်းတို့ဘလိုပုံစံမျိုးနဲ့ပြိဋိနိဗ္ဗာန်ပြုတာကိုမြင်မှုကြတယ်လေဒီလိုမေးလိုက်တော့တချို့တပည့်တွေကနေရာထိုင်လျက်ပြိဋိနိဗ္ဗာန်ပြုတာကိုမြင်မှုပါတယ်ဖေ။တချို့တပည့်တွေကကောင်းကင်မှာတင်မြင်ခွေလျက်ပြိဋိနိဗ္ဗာန်ပြုတာကိုမြင်မှုပါတယ်ဖေ။စသည်အားဖြင့်ကိုမြင်တွေ့မှုတဲ့ပြိဋိနိဗ္ဗာန်ပြုပုံတွေကိုအသီးသီးလျှောက်ထားကြပါတယ်။စင်ကြံလျှောက်လျက်နဲ့ပြိဋိနိဗ္ဗာန်ပြုတာကိုမြင်မှုကြသလားလို့မေးတော့လုံးဝမမြင်ဘူးသေးကြောင်းတပည့်တန်ခါများအားလုံးကလျှောက်ထားကြပါတယ်။ကောင်းပြီငါရှင်တို့ဒါဖြင့်တင်တို့ကိုစင်ကြံလျှောက်ရင်ပြိဋိနိဗ္ဗာန်ပြုတာကိုငါအခုပြမယ်လို့မိန်ကြားတော်မူပြီးစင်ကြံလျှောက်တဲ့လမ်းစင်ကြံလမ်းရဲ့တနေရာမှာမြင်းချောင်းတစ်ခုကိုတားလိုက်ပါတယ်။ငါရှင်တို့ကြည့်ကြနော်ငါစင်ကြံလမ်းရဲ့ဒီဘက်ထိပ်ကနေဟိုဘက်ထိပ်အရောက်ကြွပြီးပြန်လှည့်လာမယ်။ဟောဒီမြင်းတားထားတဲ့နေရာရောက်ရင်ရောက်ချင်းပြိဋိနိဗ္ဗာန်ပြုမယ်။အဲ့ဒီလိုမိန်ကြားတော်မူပြီးတပည့်တန်ခါများရဲ့ရှေ့မှစင်ကြံကြွပြတော်မူပါတယ်တပည့်တန်ခါများကစင်ကြံအစအဆုံးတီတီငိမ့်ငိမ့်ကြွလန်းနေတဲ့မထေကြီးကိုမျက်တောင်မခက်ကြည့်ရှုကြည်ညိုနေကြပါတယ်မထေကြီးမိန်တော်မူတဲ့အတိုင်းပဲစင်ကြံတစ်ဖက်ဆွန်းကနေပြန်အလဲ့အလာမြင်းထားထားတဲ့နေရာမှာခြေတစ်ဖက်ပဲနင်းချရယုံရှိသေးမတ်တက်ရက်လျက်အဲ့ဒီစင်ကြံမြင်းနေရာမှာပဲပြိဋိနိဗ္ဗာန်ပြုတော်မူတွေ့ခဲ့ပါတယ်အဲ့ဒီမထေကြီးနီးတူပြိဋိနိဗ္ဗာန်ပြုမဲ့အချိန်သိမဲ့အချိန်ကိုကြိုသိပြီးစနစ်တကျကြိုးစင်ကြိုတင်ပြင်ဆင်ပြိဋိနိဗ္ဗာန်ပြုသွားခဲ့တဲ့အရှင်မြတ်တွေကမရေမတွက်နိုင်အောင်များပြားလာပါတယ်တေရမယ့်အချိန်ကိုကြိုသိပြီးစနစ်တကျပြင်ဆင်တည်သွားနိုင်တာဟာအာနာပါနကမ္မထံအာနာပါနသတိပဋ္ဌာန်ရဲ့အကျိုးကျေးဇူးပါပဲတေရမယ့်အချိန်ကိုကြိုသိခြင်းဟာမင်္ဂလာတစ်ပါးပါကျမ်းမာစွာအသက်ရှင်ရခြင်းဟာလက်ကြီးတစ်ပါးဖြစ်တယ်လို့ချမ်းသာစွာတည်ဆုံးရခြင်းဟာလည်းလက်ကြီးတစ်ပါးဖြစ်ပါတယ်အာမထုံနိုင်သေးသူတွေအတွက်တေကန်ဒီမှာတပ်ပလွန်ဘဝကူးကောက်မှုအလွန်အရေးကြီးပါတယ်။တည်ရမယ့်အချိန်ကိုကြိုသိရင်ဘဝကူးကောက်မှုအတွက်စိတ်တိုင်းကြကြိုတင်ပြင်ဆင်နိုင်ပါတယ်။တည်ရမယ့်အချိန်ကိုကြိုသိခြင်းနဲ့ဆိုရင်တော့အာနာပါနတတိပဋ္ဌာန်တရားကိုလေးလေးစားစားပွားများအားထုတ်ကြရုံပါပဲ။တည်ခြင်းကိုကြိုသိခြင်းရဲ့အသေးချာဆုံးအကြောင်းဖြစ်တဲ့အာနာပါနကမ္မထံကိုဝမ်းမြောက်ဝမ်းသာအားထုတ်ကြဖို့တိုက်တွန်းပါတယ်။မသေးခင်ဖြည့်ဆည်းရမယ့်တဘာဝအရှိအသွေးများတဲ့မြတ်စွာဘုရားရှင်ကမသေးခင်တုတ်တန်လို့အဓိပ္ပာယ်ရတဲ့ပုရာဗေဒတုတ်တံမှာမတေခင်ဖြည့်ဆည်းရမယ်တဘာဝအည်သွေးတွေကိုတဆူတဝေးတဲ့ဟောကြားထားပါတယ်။မြင့်မြတ်တဲ့လူသားတိုင်းနဲ့မြင့်မြတ်လိုတဲ့လူသားတိုင်းမဖြစ်မနေဖြည့်ဆည်းရမယ်စိတ်သက်အည်အသွေးတဘာဝအည်အသွေးတွေဖြစ်လို့အချင်းချုပ်ဆုံးပြောပါချင်ပါတယ်။မတေခင်မှာတနာကင်းအောင်ကြိုးစားကြရပါမယ်။လုံးဝမကင်းအောင်နဲနိုင်သမျှနဲရမယ်။အစွန်းထွက်တဲ့တနာမျိုးလွန်ကဲဖောက်ပြန်တဲ့တနာမျိုးလုံးဝမဖြစ်အောင်တတိနဲ့ထိမ့်သိမ့်နိုင်ရပါမယ်တဲ့။ပြီးဆုံးခဲ့တဲ့အတိတ်အကြောင်းဖြစ်မလာသေးတဲ့အနာဂတ်တွေအကြောင်းကိုမလိုအပ်ဘဲတွေးတောနေပြီးစိတ်ပင်ပန်းမနေသင့်ပါဘူး။မတေခင်ကိုပိုင်နဲ့ပြစ္ဆုတ်ပံတခဏလေးမှာပဲစိတ်ကိုတက်တက်ချထားပြီးလှုပ်တင်လှုပ်တိုက်တာကိုအကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်။မတေခင်မှာကိုယ်စိတ်ကိုဒေါသမီမလောင်မြဲအောင်ထိန်းချောင်းနိုင်ရပါမယ်။ထိခနဲ့ရှိဒေါသထွက်တာမျိုးကိုမချစ်တဲ့လူကိုရန်ညှို့ဖွဲ့တာကလေးစားချေဖို့စူးစမ်းတာမျိုးတွေကိုမလုပ်သင့်ပါဘူး။သူလည်းတနေ့တည်းကိုလည်းတနေ့တည်းမဲ့ကိစ္စဘာလို့ဒေါသထွက်နေရအောင်ပါလဲ။နေရာတကာမှာစိတ်ပူပန်တဲ့သူလည်းမဖြစ်သင့်ဘူး။တူတောင်းလာတဲ့ဘဝလေးကိုစိတ်ပူလာမှုတွေနဲ့ဘာလို့အချိန်ဖြုံးပြမှာလဲ။စိတ်အေးအေးကောင်းအေးအေးနဲ့အရာရာကိုရောနီတော့မနာတိကာယထားတတ်ဖို့အရေးကြီးပါတယ်။ရှိတဲ့ဂုဏ်တွေပဲဖြစ်ဖြစ်မရှိတဲ့ဂုဏ်တွေပဲဖြစ်ဖြစ်ကြွားတက်ဝါတဲ့ဂုဏ်ပြိုင်တတ်တာမျိုးလဲရှောင်ကျင်ရပါမယ်။ကိုလှုပ်တာကိုပိုင်တာလူတကာလှဲ့ကြွားနေတဲ့အရာက
တည်ရင်ကိုယ့်အတွက်ဘာများအကျိုးပြုနိုင်မှာမို့လဲတဲ့လှုပ်တင်တာမလှုပ်ခဲ့မိလေခြင်းမလှုပ်တင်တာလှုပ်ခဲ့မိလေခြင်းတို့ကိုနောင်တရစိတ်ပူပန်နေတာမျိုးလည်းမဖြစ်တင်ပါဘူးအတိမှန်တတိယမှန်တဲ့အချိန်ကစပြီးတော့လှုပ်တင်လှုပ်တိုင်းတာလှုပ်မလှုပ်တင်တာမလှုပ်ဘဲနေရင်မတည်ခင်ကကိုယ့်ဘဝဟာကျဉ်းစရာကောင်းနေပါပြီနှုတ်ဆိုင်စီသူစကားကိုညံနဲ့ချင်းငိမ်ပြောတဲ့သူလည်းဖြစ်ရပါမယ်အပူစကားတွေအကျိုးမဲ့စကားတွေကိုစိတ်ကျင်တိုင်းရှောက်ပြောနေလို့ကိုယ်ပါဇက်လည်းစက်တီမရှိလာနိုင်သလိုမတည်ခင်ကိုယ့်ဘဝလည်းစက်တီရှိမလာနိုင်ပါဘူးမတည်ခင်ကာလလေးကတူတူလေးမို့စိတ်ပြန့်လွင့်တွေးတော်ပြီးလဲအချိန်မဖြုံးတင်ပါဘူးကုန်သွားခဲ့တဲ့အချိန်ကပြန်မရနိုင်တဲ့အတွက်လက်ထဲရောက်လာသမျှအချိန်တိုင်းကိုစိတ်တည်ငြိမ်မှုအပြည့်နဲ့အကျိုးရှိအသုံးချတတ်ရပါမယ်ကိုယ့်ရဲ့လက်ရှိဘဝကိုမကျေနပ်ဖဲမရေရာမသေးကြတဲ့အနာဂတ်ဘဝကိုပုံဖော်တတ်မှတ်နေတာမျိုးလဲလုံးဝမဖြစ်သင့်ပါဘူးကိုယ်နဲ့ထိုက်လို့ကိုယ်နဲ့ထိုက်တဲ့နိုင်ရလာတဲ့ကိုယ့်ဘဝကိုကြည်ကြည်နက်နက်လက်ခံပြီးနေတတ်အောင်နေရပါမယ်ပြစ်ဆုံးမဲ့ဘဝကိုဖြန့်တီးပေးလိုက်တဲ့အတိတ်ကံရဲ့ဖြစ်တရားဘဝတွေကိုလည်းစိတ်နာနေလို့အပူပါပဲတဲ့ကံကြီးအကျိုးမရှိရှေးဘဝနောက်ဘဝမရှိအဆရှိတဲ့အယူမှာမိစ္ဆာဒိဋ္ဌိတွေလည်းကင်းရှင်းနေရပါမယ်အယူအဆမှားရင်အလုံမှားမယ်အလုံမှားရင်အကျိုးတရားမှားပြီးပြစ်ဆုံးပံမှာရောတန်တရားမှာပါဆင်းရဲဒုက္ခတွေပင်လယ်ဝေရပါလိမ့်မယ်ကိလေသာဖြစ်မဲ့ကိစ္စအကုသိုလ်ကိုဖြစ်မဲ့ကိစ္စတွေမှာတွန်းဆုတ်တတ်တဲ့သူဖြစ်ရပါမယ်ကိလေသာစိတ်မဖြစ်ရဲအကုသိုလ်အလုံးမလုံရဲတဲ့သူဟာသူရဲ့ကောင်းအစစ်အမှန်မှာတကယ်ကိုသူတစ်ပါးတွေအထင်ကြီးအောင်မဟုတ်မှန်လှုပ်ကြံလှုပ်စတာမျိုးလုံးဝမပြုလုပ်ရပါဘူးအံ့ဖွယ်ထူးဆန်းတွေလိညာဖန်တီးပြပြီးနာမည်ကြီးလက်ပေါ်ပြိတ်များအောင်လုပ်ခြင်းဟာလေကိုယ့်ရဲ့မသေးခင်ဘဝကိုအမဲရောင်ဆိုးနေတာပါပဲလူသားတွေရဲ့မသေးခင်ဘဝကိုအယုတ်ဆိုးအကြီးတန်းစီတဲ့မနာလိုဝင်တိုးမှုအိတ်တာမိစရာကိုလည်းတွန်းလှန်နိုင်ရပါမယ်ကိုထက်တာမနာလိုတဲ့စိတ်ကိုလိုပြည့်စုံမှာဝင်တိုးတဲ့စိတ်လွှမ်းမိုးနေတဲ့သူဟာမသေးခင်ပုတ်နေတဲ့တက်ရှိအလောင်းကောင်ပါပဲကိုအပြုမှုကြမ်းတမ်းသူနှုတ်ပြုမှုကြမ်းတမ်းသူစိတ်နေတဘောတာကြမ်းတမ်းသူမဖြစ်စေရပါဘူးကိုချင်းတရားမကောင်းသူတီလားမရှိသူကိုပတ်ဝန်းကျင်ကရွံရှာဆက်ဆုပ်ကြပါတယ်မသေးခင်မှာပတ်ဝန်းကျင်ကရွံရှာဆက်ဆုပ်တဲ့ကိုချင်းတရားပြတ်သူမဖြစ်ပါစေနဲ့တဲ့ချစ်ခင်နေသူအချင်းချင်းအစဉ်ပြေနေသူအချင်းချင်းကွဲပြားအောင်လှုံ့ဆော်သူဂုံတိုက်သူမဖြစ်ပါစေနဲ့သူရေးစက်နဲ့သူ့အကြောင်းဆက်နဲ့သူချစ်ကြခင်ကြအစဉ်ပြေနေတာကိုမနာလိုဝင်လို့ဖြစ်ပြီးဂုံကွဲပြားအောင်ဂုံတိုက်နေတဲ့သူလောက်ကြက်တည်ရုပ်တဲ့သူလောကမှာမရှိတော့ပါဘူးမျက်စိနာနှာရှာကိုယ်စိတ်ခေါ်တဲ့တကားပေါက်ကနေအစင်အတန်အနံ့အရသာအထိတွေ့သဘောတရားလို့ခေါ်တဲ့အာယုံ6ပါးစီကိုတဏှာလောဘအစရှိတဲ့ကိလေသာရဲ့အရင်တွေစီးစင်းမသွားအောင်စောင့်ရှောက်နိုင်ရပါမယ်မြင်ကမြကြာကမြနဲ့ပြီးအောင်တတိပဋ္ဌာန်တရားကိုပွားများနိုင်ရင်ကိလေသာစီးစင်းမှုရပ်တန့်သွားမှာပါမာနလွန်ကဲပြီးတော့အောက်ခြေလို့ပဝင်မြင့်နေတဲ့သူတွေမဖြစ်စေရပါဘူးမာနကြီးတယ်ဆိုတာအထင်ကြီးတာပါပစ္စည်းရုပ်ရည်ပညာအာဏာသူများထက်တာတယ်လို့ထင်နေတဲ့အထင်ကြီးနေတာပါအထင်ဟာအထင်မှာပဲတကယ်မဟုတ်ပါဘူးတဲ့မတိခင်မှာတနေ့တဲ့တနေ့ညာကြီးမှသူဖြစ်အောင်ကြိုးစားနေရပါမယ်လောကီဉာဏ်သာမကလောကုတ္တရာဉာဏ်ရပါမှလူဘဝလူဖြစ်ကြိုးနှပ်ပါတယ်ဘယ်အရာမျိုးကိုမဆိုကိုတွေ့အတိမပါပဲသူတို့ကအပြောယုံနဲ့ယုံတတ်တဲ့သူတွေလည်းမဖြစ်စေရပါဘူးတီးတင်တီးတိုက်တာမှန်သမျှသူတစ်ပါးဖက်ဆက်မှာလမ်းဆုံးသူတစ်ပါးပြောတာယုံနေရောက်တယ်မပြီးပဲကိုယ်တိုင်သိကိုယ်တိုင်မြင်အောင်ချိုးပန်းအားထုတ်ရပါမယ်ဒါနသီလတမထဝိပဿနာကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တဲ့အခါမှာလည်းလက်မြော်တဲ့စိတ်နဲ့မပြုလုပ်ရပါဘူးစီလူမှုရေးလာလာပါလို့ခေါ်တဲ့ထင်ပေါ်ကျော်စောမှုစီးပွားရေးတိုးတက်မှုတန်တရားကောင်းစားမှုတွေကိုလုံးဝမမြောက်ဘူးပဲတန်တရားဝိစင်းရဲမှာလွတ်မြောက်လို့တဲ့စိတ်တရားဝါအများကောင်းစားလေဆိုတဲ့စိတ်နဲ့ပြုလုပ်ကြရပါမယ်အကောင်းဆိုလောကရန်အမျိုးမျိုးနဲ့တွေ့ကြုံလာတဲ့အခါမှာလည်းစိတ်မတက်စိတ်မပြတ်ပဲတည်ငြိမ်နဲ့ခန္ဓာရည်ရှိရပါမယ်တက်ရှိတက်မဲ့တခုအပေါ်တက်မဲ့ဆွဲလန်းတဲ့တဏှာကိုအကြောင်းပြုပြီးဘယ်သူနဲ့မှဆန့်ကျင်ဘက်မဖြစ်စေရပါဘူးတဏှာတစ်ခုခုရဲ့နောက်မှာစင်ပွားအကုသိုလ်စိတ်တွေမကောင်းမှုတုစိတ်တွေတွဲပါမလာအောင်ထိမ့်နိုင်ခြင်းဟာလည်းအစစ်မြင့်ပုစုတွေရဲ့အရေးအချင်းတစ်ခုပါပဲအစားအသောက်နဲ့ပတ်သက်ပြီးတော့လည်းဒါမစားရမနေနိုင်ဒါမတောက်ရမနေနိုင်တန်ဆွဲမမောမှုကင်းရှင်းရပါမယ်ရတာတဏှာကိုထိန်းချုပ်ဆောင်စည်းနိုင်ရပါမယ်တဲ့ကိုယ်အပြုမှုဖြစ်သမျှစိတ်အနေထားဖြစ်သမျှကိုအမြဲတတိကရှုမှတ်နိုင်တဲ့အတွေ့အကြောင်းကြုံလာသမျှအာယုံကောင်းကောင်းဆူဆူအမျိုးမျိုးကိုမချစ်မမုန်းပဲဥပ္ပခါပြုအညီအမျှရှုနိုင်တဲ့သူဖြစ်ရပါမယ်ကိုယ်အထက်လူနဲ့နိုင်ရှင်တဲ့မာနကိုနဲ့တန်းတူတဲ့လူနဲ့နိုင်ရှင်တဲ့မာနကိုအောက်တန်းတဲ့လူနဲ့နိုင်ရှင်တဲ့လူနဲ့မာနသုံးမျိုးလည်းကင်းရှင်းရပါမယ်တည်ပြီးရင်အတက်ကောင်ဝိညာဉ်ကောင်လေးနောက်ဘဝကိုလိုက်တယ်ဆိုတဲ့
တတ္တာဒိဋ္ဌိတေပြီးပြပြတဲ့ဘာမှဖြစ်ဘူးဆိုတဲ့ဥပစ္စေတာဒိဋ္ဌိဒီဒိဋ္ဌိနှစ်ပါးလည်းကင်းရှင်းရပါမယ်ဒီဒိဋ္ဌိနှစ်ပါးရှိနေရင်မတည်ခင်လုံးရမယ့်အလုပ်တွေကမောက်ကမဖြစ်ပြီးတန်တရားမှာခြောက်ကြရပါလိမ့်မယ်ကိုနဲ့ပတ်သက်ဆက်ဆက်နေတဲ့သားသမီးစတဲ့တက်ရှိပုဂ္ဂိုလ်တွေအိမ်ကြီးစတဲ့တတ်မဲ့အရာဝိသီတွေကိုငါသားငါသမီးငါအိမ်ငါမြေဆိုပြီးငါဆွဲကြီးကြီးငါဥစ္စာဆွဲကြီးကြီးနဲ့တိမ့်လိုက်ထားတဲ့စိတ်မျိုးကင်းရှင်းရပါမယ်ဘာလုပ်ပဲလုပ်လို့ကိလေသာကိုရှည်ရန်တင်တဲ့အလုပ်ကိလေသာကိုဆရာတင်တဲ့အလုပ်မျိုးမဖြစ်အောင်တတိထားရပါမယ်တဲ့ကိလေသာအရင်မခံပဲအလုံးလုံးနေပါရဲ့နဲ့သူတစ်ပါးတို့ကကိလေသာအရင်ခံတယ်လို့ထင်မှားဆွဆွဲလာရင်လည်းမတုံမလုံတိခံနိုင်ရပါမယ်တလောကလုံးမှာကိုပိုင်တာဘာမှမရှိပါလားဆိုတဲ့အသည့်ဆွဆွဲမြဲမြဲရှိနေရပါမယ်အဲ့ဒီအသည့်ဆွဆွဲမြဲမြဲရှိနေပြီဆိုရင်ရှိကျင်တာမရှိလို့လည်းမပူရန်တော့ပါဘူးရှိပြီးတာမရှိလို့လည်းမစွညံတော့ပါဘူးချစ်ချင်းမုံရင်စတဲ့ကိလေသာကိုအရင်ခံပြီးမလုံတဲ့မလုံထိုက်တာလုံတဲ့အာဂရိလုံစားမှုလည်းကင်းရှင်းရပါမယ်အာဂရိရဲ့လာရဟာဒုက္ခတိပါလောကမှာလူသားတွေမလုံတဲ့မလုံတာလုံတဲ့တာဟာမဖြစ်မနေလုံနေကြတာဟာအရင်ခံကတော့ကိလေသာပါပဲကိလေသာခေါင်းမလာတာနဲ့အမျှမလုံတဲ့နှုတ်ထိုက်တာတွေလည်းရှောင်ကျဉ်နိုင်ပါလိမ့်မယ်လုံတဲ့လုံတိုက်တာတွေလည်းစောင့်ငင်နိုင်ပါလိမ့်မယ်တဲ့မလုံတဲ့တာအလုံးအကျွေးမဲ့ရှောင်နိုင်ပြီးလုံတဲ့တာအလုံးအကျွေးမဲ့ဆောင်နိုင်ပြီးဆိုရင်တော့အကျွေးမဲ့ဘဝလွတ်မြောက်မှုကိုရပါပြီတည်ခြင်းတရားကအပြီးတိုင်လွတ်မြောက်ပါပြီထက်တလဲလဲတတည်တဲ့တည်နေရတဲ့အဖြစ်ဆိုဒုက္ခဆိုရီကနေထာဝရလွတ်မြောက်ပါပြီအနိုင်မဲ့နိဗ္ဗာန်မှာအကျွေးမဲ့ပျော်ဆန်းနိုင်ပါပြီဒါကြောင့်မတည်ခင်လို့ရမယ့်အလုပ်တွေထဲမှာအရေးကြီးဆုံးဗရဏအကြဆုံးကတော့ကိလေသာခေါင်းမရဲ့အလုပ်ကိလေသာအမြင့်ပြည့်ရဲ့အလုပ်ပါပဲပူရာဗေဒတုတ်တံမှာပါတဲ့ဒီအရေးသေးတွေကိုပဲငြိမ်းအေးသောဘဝပိုင်းရှင်ဆိုတဲ့ခေါင်းစဉ်နဲ့အကျယ်ချဲ့ပြီးတော့ဟောကြားရေးသားထားပါတယ်လို့ရေးသားထားပါတယ်ရှင်။မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ခဲ့ရတဲ့အကြောင်းကတော့တေးမယ်ဆိုတာအစကကြိုတီးခဲ့ရင်ဆိုတဲ့ဆောင်းပါးလေးအကြောင်းနဲ့ပတ်သက်ပြီးတော့တိမတ်စရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အားကောင်းတဲ့ဘာသာရေးဆိုင်ရာအသိပညာဘူးတုဒအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်။အကြောင်းအရာတစ်တွေတင်တိုင်းမှာသိနိုင်အောင်လို့လည်း notification bell လေးကိုပါနှိပ်ထားပေးခဲ့ပါအောင်ရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဘူးတုဒများတိုးပွားကြပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်။